ဒီနေ့ကျွန်တော်မိတ်ဆွေတို့တွေ့ပြပြီးမယ်လေ့ကျင့်ခန်းကတော့ dumbbell lunges လေ့ကျင့်ခန်းဖြစ်ပါတယ်စပြီးတော့လေ့ကျင့်တဲ့အခါမှာကိုကဘယ်ဘက်ကိုအရင်ဆုံးလေ့ကျင့်မလဲအဲ့ခြေထောက်ကိုအရှေ့ကိုထိုးထားမယ်ညာဘက်ကိုအရင်ဆုံးလေ့ကျင့်မယ်ဆိုရင်ညာဘက်ခြေထောက်ကိုအရှေ့ကိုထုတ်ပြီးတော့ဘယ်ဘက်ခြေထောက်ကိုအနောက်ကိုလှမ်းလေးထားထားမယ်ခန္ဓာကိုယ်ဖြောင်းဖြောင်းမတ်မတ်လေးထားထားမယ်ရင်ဘက်ကိုကော့ထားမယ်အသက်ကောင်းကိုရှုပြီးတော့ဒူးတွေကိုကွေးပြီးတော့အောက်ကိုဆင်းမယ်အောက်ကိုဆင်းတဲ့အခါမှာကိုဘဲခြေထောက်ကိုအရှေ့ကိုထုတ်ထားလေအဲ့ဒီခြေထောက်ရဲ့ဒူးမှာခြေပေါ်ကျော်ပြီးတော့အရှေ့ကိုမထွက်နေရဘူးနောက်တစ်ဖက်ခြေထောက်ကအောက်ကမြေပြင်နဲ့ဒူးကမတိတတိအနေထားမှာထားမယ်အဲ့ဒီနေရာနေပြီးတော့ပြန်ပြီးတော့အပေါ်တက်မယ်လေကိုကောင်းကိုမှုတ်ထုတ်ပြီးတော့အပေါ်ကိုပြန်ပြီးတော့တက်မယ်တတ်မှတ်ထားတဲ့အချိန်ပြည့်ပြီဆိုရင်အရှိထုတ်ထားတဲ့ခြေထောက်ကိုအနောက်ကိုပို့ပြီးတော့အနောက်မှာရှိတဲ့ခြေထောက်ကိုအရှိကိုယူလာပြီးတော့ပြန်ပြီးအချိန်ပြည့်အောင်ကစားမယ်နှစ်ဖက်လုံးအချိန်ပြည့်မှာတကြောလို့သတ်မှတ်ပါတယ်ဒီလိုမျိုးလေ့ကျင့်ခန်းအမှန်တွေကိုအမြဲလေးလာနိုင်လို့ရအောင် subscribe လေးလုပ်ထားပြီးဖို့မေတ္တာရက်ခံပါတယ်